မင်္ဂလာပါဓမ္မမိတ်ဆွေတို့ဒီနေ့ကျွန်တော်ဝေငှမဲ့ခေါင်းစဉ်တွေကတော့ကျွန်တော်တို့အချိန်နဲ့ဘုရားရဲ့အချိန်ဘုရားရဲ့အချိန်တိုင်းကအကောင်းဆုံးဖြစ်တယ်ကျွန်တော်တို့လူသားတွေဟာအရာရာကိုဖြစ်ချင်တာအချိန်မှာချက်ချင်းဖြစ်ချင်ကြပါတယ်ဆိုတော့လည်းချက်ချင်းအဖြေရချင်ကြပါအလို့ရှာရင်လည်းချက်ချင်းခေါ်စေချင်ကြပါဒါပေမဲ့ကျွန်တော်တို့မေ့နေတာတခုကတော့ကျွန်တော်တို့ရဲ့အချိန်တိုင်းနဲ့ဘုရားခင်အချိန်တိုင်းကမတူညီပါဘူးဒီနေ့ဘုရားခင်အချိန်ဟာ God perfect timing အကြောင်းကိုအတူတကွကျွန်တော်စဉ်းစားကြရအောင်အရာရာကလှပတဲ့ဖန်ဆင်းထားတော့အချိန်ဘုရားရှင်ပြတာဖြစ်ဒါကြောင့်မလို့ဒေသနာကျမ်းခန်းကြီး3အငယ်7ထဲမှာအရာခတ်သိမ်းတို့ကိုမိမိတို့အချိန်နဲ့လှပစွာဖန်ဆင်းတော်မူလို့ပြောတာပါတယ်ဒီစလေးတစ်စက်ကိုဆက်လိုက်တဲ့အခါမှာနောက်နေ့မှာအတီးချက်ချင်းမစားရပါဘူးအချိန်တမတ်တာအပွင့်ပြီးတော့အတီးစားရတာကျွန်တော်ရဲ့ဘဝမှာလဲအခုလောလောဆယ်ဆူတောင်းချက်တွေအဖေမရသေးတယ်စီဘွားရေးနောက်နေဒါတွေဘုရားခင်ကအကောင်းဆုံးရာပေးဖို့အတွက်ပြင်ဆင်နေတဲ့စောင့်ဆိုင်နေချင်ဖြစ်ပါတယ်တင်းရဲ့အလုပ်ချက်ချင်းမရတာတွေတင်းတွားလို့ရခုချက်ချင်းမတွားနိုင်တာတွေဘုရားရှင်တင်းတို့အကောင်းဆုံးအရာတွေပေးဖို့အတွက်ပြင်ဆင်နေပြီးတော့စောင့်ဆိုင်နေတဲ့ချင်ဖြစ်ပါတယ်ဓမ္မမရှိလို့ကိုရကနောက်ကြတော့ဒါလည်းမဟုတ်ပါဘူးဆောတာလည်းမဟုတ်ပါဘူးအချိန်က just in time ကြွလာတဲ့အရှင်ဖြစ်ပါတယ်တော့စောင့်ဆိုင်ခြင်းကောင်းကြီးရပါလေဟေရှာယနာဂရိကျန်40 30ထဲမှာဆိုရင်သာရဖျားကိုမျောလင်းတော့သူမူကားကနေလီပါအာတိကိုရတယ်ရွှေလင်းတာကဲတော့အတောင်ကိုပြန်အတောင်နဲ့ပြန်တန်းရလိမ့်မယ်ဆိုတော့စောင့်ဆိုင်ရတဲ့အချိန်ကအလကားဖြစ်သွားတဲ့အချိန်မဟုတ်ပါဘူးအဲ့ဒီအချိန်မှာဖျားကကျွန်တော်တို့ကိုပို့ပြီးရင့်ကြအောင်ပို့ပြီးတမ်းမအောင်လေ့ကျင့်ပြီးနေတာပါအာဗြဟံတာရဖို့နှစ်ပေါင်းများစွာစောင့်ကြရပါယောသလည်းသူ့အိမ်မက်ယူပါရုံဖြစ်တဲ့ရာဟုထောင်ထဲမှာရောင်းစားခံပြီးနှစ်ပေါင်းများစွာစောင့်စားခဲ့ရပါတယ်ဒါပေမဲ့ဘုရားခင်အချိန်ရောက်တဲ့ခါမှာတော့သူတို့ဟာကြီးမားတဲ့ကောင်းကြီးများနဲ့အောင်မြင်ခြင်းများနဲ့ခံစားခဲ့ရတယ်ဆိုတော့တွေ့ရပါတယ်ခင်ဗျာဒါကြောင့်မလို့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့ဘယ်လိုရှေ့ဆက်ရမလဲဆိုတော့ဒီနေ့သင်ဘဝမှာစောင့်ဆိုင်းရလို့စိတ်ပြက်နေပါလားအစွေနဲ့ဘုရားခင်အချိန်တိုင်းကိုယုံကြည်လိုက်ပါကိုရောကတင့်အတွက်အကောင်းဆုံးကိုယ်တော်ကြံစီထားပါလေတင်းရဲ့အချိန်တိုင်းကိုဘုရားခင်လက်ထဲကိုအပ်နေလိုက်အချိန်တိုင်းကိုရောကတင့်ကိုအမြင့်ဆုံးသောညောက်တင်ပြီးမှဖြစ်ပါလေယာရုကြီးဘုရားရှင်ပြီးပါလေလာစာအကောင်းဆုံးဘုရားရှင်ပြီးပါတွေ့တယ်အလုတ်ကင်လဲအကောင်းဆုံးချိန်ဘုရားတင့်ကိုပြီးပါဖြစ်ပါလေအားလုံးပဲဘုရားရှင်ရဲ့အချိန်တိုင်းထဲမှာပျော်မွေ့ပြီးစောင့်ဆန်းနေသူမျိုးဖြစ်ကြပါစေလို့ဤမျက်လောက်နဲ့ဘုရားလိုပါတယ်တယောက်ရှိတိုင်းဘုရားရှင်ကိုကြည့်မှုကကြားပြပါစေအာမင်